ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့ UFC 317ပြိုင်ပွဲကြီးမှာ Joshua Bentley အနိုင်ရခဲ့တဲ့သတင်းကြရက်တွေကတော့ဇက်တိုက်ဆိုသလိုပဲလှုပ်ခတ်နေပါတယ်ခင်ဗျာနောက်ဆက်တဲ့သတင်းတွေကလည်းဇက်တိုက်ဆိုသလိုပဲထွက်ပေါ်နေတယ်ပေါ့လေဒါပြီးရင်တော့ပွဲပြီးအင်တာဗျူးကောင်းလို့ချက်တွေဆက်ပြီးပြောသွားလို့ရှိပါတယ်သူ့ကိုပွဲပြီးမှအင်တာဗျူးလုပ်တဲ့အချိန်မှာသူဖြေကြားသွားတဲ့စကားတွေကိုလည်းကျွန်တော်အဲ့ထက်ကောင်းလို့ချက်တွေကောင်းမွန်တဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာပါအဲ့တော့ပထမဆုံးအနေနဲ့ပရိသတ်တို့ပြောပြချင်တာကတော့ UFC ကဒီနေ့Joshua Bentley rival ကိုထိုးလိုက်တဲ့ပွဲစဉ်ကိုအကောင်းဆုံးပွဲစဉ် Fight of the Night အဖြစ်ရွေးချယ်လိုက်ပါတယ်ခင်ဗျ။ဘာကြောင့်ဒီကြောင့်ပြောပြရလဲဆိုတော့ UFC မှာ Fight of the Night ရွေးချယ်လိုက်ပြီဆိုရင်အဲ့ဒီပွဲကိုထိုးတဲ့ fighter နှစ်ယောက်လုံးကတယောက်ကို American dollar 9000စီ bonus ထည့်ရလို့ပါပဲ။ Joshua Bentley အနေနဲ့ထိုးခြင်းအပြင် American dollar 9000ကိုပါထည့်ရသွားတယ်ဆိုတဲ့အကြောင်းပြည်သက်တွေကိုပြောပြတာပါ။ Joshua Bentley အနေနဲ့ UFC မှာပွဲထိုးတဲ့ကာလအတွင်းပထမဆုံးအဖြစ် bonus အကျိုးခံစား권ရရှိရလဲဖြစ်ပါတယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာပရိသတ်ကြည့်လိုက်ရတဲ့လူအားလုံးသိပါတယ်Joshua Bentleyအကောင်းဆုံးကြိုးစားသွားခဲ့တယ်အကောင်းဆုံးလုပ်ပြသွားခဲ့တယ်သုံးပတ်အတွင်းနှစ်ပွဲဆက်တိုက်ထိုးရတယ်ဗျာပြီးတော့ထိုးရတဲ့ fighter ကတာမန်ကြောင်ကြမဟုတ်ဘူး ranking 1မှာရပ်တည်နေတဲ့ fighter သူ့ထက်အတွေ့အကြုံတွေလည်းအများကြီးတည်းရင်းတယ်ပြီးတော့အရအမောင်းအပြင်ဆိုလဲသူ့ထက်၄လက်မလောက်ပိုတာတဲ့ fighter အဲ့ fighter ကို Joshua Bentleyအကောင်းဆုံးရင်ဆိုင်ပြသွားခဲ့တယ်ပထမပွဲကြီးမှာအသာစီးရထိုးပြတယ်ဒုတိယပွဲကြီးမှာသူတင်ကိုတင်ရင်ဆိုင်ပြီးတော့အနှဲငယ်အောက်စီးရောက်သွားတယ်ဒါပေမဲ့သူဒီတတိယပွဲကြီးမှာ ranking 1 fighter rival ကိုမျက်နှာမှာသွေးချင်းချင်းหนีသွားအောင်ထိုးပြပြီးတော့နောက်ဆုံးအောက်တကွန်ထဲမှာပက်လက်လန်ပေါအောင်ထိုးပြလိုက်တယ်ထိုးပြတဲ့အချိန်မှာအထက်ကနေသူစိတ်ကြက်မျက်နှာကိုခွာပြီးတော့သူပဲပဲနေနေပေါ့လေဟိုခန္ဓာကိုယ်ခွာပြီးတော့မျက်နှာကိုကြီးပဲထိုးသွားတာပေါ့အဲ့တော့နောက်ဆုံးအမှတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာJoshua Bentley ကိုအမှတ်ပေးတိုင်လူအားလုံးကတညီတညွတ်ထဲအနိုင်ပေးလိုက်တယ်အခုတော့သူဒီချန်ပီယံရွှေကပတ်လူပွဲရှေ့လာမဲ့ပွဲမှာထိုးခွင့်ရဖို့ကလည်းတေချာသွားခဲ့ပါပြီဒီတော့Joshua Bentleyရဲ့စွမ်းဆောင်ရည်တွေကိုပွဲပြီးမှပရိသတ်တွေကဘယ်လိုမှတ်ချက်ပေးသလဲဆိုတာကြည့်လိုက်တဲ့အခါပရိသတ်အားလုံးကဒီပွဲဟာ Fight of the Night တောင်မဟုတ်ဘူး Fight of the Year တကယ်ကိုကောင်းတဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုပြီးတော့မှတ်ချက်ပေးခဲ့ကြတယ်Fight of the Year လို့ပြောတာသူတို့က rival ကလည်းပိတ်မကစားဘူးဖွင့်ထိုးသွားတယ်တကယ်ကိုအပြန်အလှန်ထိုးပြီးတော့ဆိုင်ထိုးပြိုင်ထိုးနဲ့ရင်သက်ရှုမောပွဲမျက်တောင်မခက်စတန်ကြည့်ခဲ့ရတဲ့ပွဲဆိုတာမျိုးကိုသူတို့ကမှတ်ချက်ပေးသွားကြတာဖြစ်ပါတယ်အခုတော့ UFC က Fight of the Night အဖြစ်ရွေးချယ်လိုက်ပါပြီဒီတော့ fighter နှစ်ယောက်လုံးဟာ bonus American dollar 9000စီရရှိသွားတဲ့အကြောင်းပြည်သက်တွေကိုသတင်းကောင်းပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ